ပါကျွန်တော်တရားပွဲမ ဒီတော့ဝင်နားပေးပါလား ဟုတ်တယ်အဲ့အောင်အရန်အားပေးကြတာခင်းဝါဆိုတော့မပေးနာတယ်ဟိုထမင်းတော်စားမွေးတော့ဆို သူတရားကိုဟာတော့မျက်လုံးပြူပြီးအားတစ်ချက်ကြိတ်လိုက်ရင် အကုန်လုံးအဲ့လိုထော်လက်ကြီးဆိုလဲမောင်းရဲတာပဲအကုန်လုံးလုပ်ရဲတယ်သူကတကယ်ကိုအဲ့လိုတစ်ခါကျရောက်ကရှာလာတော့သူသူရုပ်လေးရတာအဲ့လိုသူ့ကိုကျွန်တော်ပြောတယ်နေရတော့ဒီရုပ်လေးကဲနေလို့နေဒီရုပ်တာမကဲရင်လို့တော်တော်ဆုံးပါလို့အဲ့လိုပြောပါနော် တရားသာရှိပြီးလွယ်ကူလေးမြတ်စားလို့ရတာများရှိမလား ရှိပါတယ်ဗျဒီမှာလေးကြောဖောက်ပေးစားလိုက်ရုံမဲနော် အချိန်မကုန်အလုံးမရှုံအလွယ်တကူဝယ်ယူနိုင်တဲ့အသင့်စားဟင်းလျာတော့ အမေဆုံးသည့်ဒီမှာလေးကြောဖောက်ပေးစားလိုက်ရုံမဲနော် ဟုတ်ကဲ့ဒီနေ့ကတော့ဒီဂန်နိုင်ရဲ့ဒီလေးဆိုင်မြောက်ပေါ့နော်ဟိုလေးဆိုင်မြောက်ဖွင့်ပွဲလေးကိုလာရောက်တက်ရောက်ခြင်းဖြစ်ပါတယ်ဒီဆိုင်လေးကတော့ဝေဒနာလမ်းမပေါ်စီပင်လမ်းမှာရှိတာပေါ့နော်ဟုတ်ကဲ့ဟုတ်တယ်ကျွန်တော်ပင်းတရမှာဟိုဒီ15ရက်လောက်ပေါ့နော်ဆယ်လီဆိုင်ရွေးအစီအစဉ်တွေတွားရရင်အရင်မဲသွားတယ်ပေါ့နော်ဒါတော့မှအခုမှဒီ treatment ပြန်ယူပြီးတော့တော်တော်လေးပြန်ဖြူလာလို့ပြောလို့ရတယ်ဟုတ်ဂန်နမ်းမှာပေါ့နော်ကျွန်တော်တို့အပင်ပန်းဆုံးဂိမ်းကအဲ့ရှန့်တောင်တက်ရတဲ့ဂိမ်းပေါ့နော်ဒီအဲ့ဒီဂိမ်းမှာဆိုရင်အမှတ်တရကတော့အဲ့လိုအမောဖောက်ပြီးတော့ကျွန်တော်အဲ့လိုလမ်းဆက်မလျှောက်နိုင်တော့ဘူးအဲ့လိုမျိုးအခြေအနေတွေဖြစ်တယ်အဲ့ဒီဂိမ်းမှာဆိုအဲ့လိုပေါက်ပြဲသွားတဲ့ဒဏ်ရာရသွားလူတွေလည်းအများကြီးပဲတော်တော်ကြမ်းတယ်ပေါ့နော်အဲ့ဒီဂိမ်းကတော့တော်တော်ကြမ်းတယ်ကောင်းပါပါလေ ဟုတ်တယ်အဲ့အောင်အရန်အားပေးကြတာကျွန်တော်တငယ်ချင်းတွေကပေါ့နော်ဟောအားတောင်ရှိပါဟိုခင်းဝါဆိုဆုံးပဲခင်းဝါဆိုဆုံးပဲပေးနာတယ်ဟမ်ကျွန်တော်အတန်ကြတာဟိုထမင်းတော်စားမွေးတော့ဆို ဘာလို့ပြောရလဲနားမှာမောင်လေးမစုံကြမှာမစားရဘူးဘယ်တော့ပဲဝင်တယ် ဟုတ်တယ်အားပေးကြတာပါတယ်ကျွန်တော်ကအဲ့လိုမျိုးအဓိကတော့ဟိုကျွန်တော်ကြတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဟာတာကြတော့ဟိုကိုယ့်အကူပြန်ပြီး throw ပြီးတော့ဟို straight တော့ထွက်တယ်ကိုယ့်ကိုပြန်ပြီး throw ပြီးတော့အဲ့လိုလူများကိုရေအောင်လုပ်ပေးတာပေါ့နော်အဲ့တော့ဟိုအဲ့လိုဟိုသူတို့ရအဲ့လိုမြောက်ပေးရင်ဒီမြောက်ပေးမှန်းသိတယ်ဟိုဟာပဲမဲ့လဲငါဒီတိုင်းလေးသူတို့ပြောတဲ့အတိုင်းလေးလိုက်လုပ်လိုက်မယ်ဆိုသူရှည်သွားမယ်ဒီတိုင်းလေးတွေပေါ့နော်ဟိုဒီလိုမျိုးလေးဟိုအဓိကလူတွေကိုပျော်ရွှင်စေချင်တာပါအဓိကဟုတ်တယ်ကျွန်တော်ထင်တော့မထင်တော့အဲ့ဒါ4 million လားဟုတ်တယ်ဘယ်လိုရပါလဲဟမ်သူ့အောင်ရပါဟုတ်ရလားအဲ့လောက်ရပါတယ်အစားတော့ဒီတိုင်းဒီတိုင်းငွေချင်းတွေအပျော်ဆိုပြီးတင်လိုက်တာပေါ့နော် လျောက်ကြီး ဟေး ဟုတ်တယ်အခုကတော့ခင်းဟောပါတိုးလာပြီပေါ့နော်ခင်းဟောဟိုတွေ့ရတယ်စော်တာစတာပါအဓိကဟုတ်ကဲ့ဟုတ် သူတရားကိုဟာတော့မျက်လုံးပြူပြီးအားတစ်ချက်ကြိတ်လိုက်ရင်လိုက်ပြလွှတ်သွားနိုင်တဲ့မျက်နှာပညာจิตတာ ဟုတ်တယ်သူကတော့တော်တော် strong ဖြစ်တယ်ဗျအဲ့လို strong ဖြစ်တဲ့ main ကလေးပေါ့နော်သူထင်တော့မထင်တော့အကုန်လုံးအဲ့လို ထော်လက်ကြီးဆိုလဲမောင်းရဲတာပဲအကုန်လုံးလုပ်ရဲတယ်သူကတကယ်ကိုအဲ့လိုတစ်ခါကျရောက်ကရှာလာတော့သူသူရုပ်လေးရတာအဲ့လိုဒါမဲ့သူ့ရဲ့အဲ့လိုနေထိုင်မှုပုံစံပါညာအရင် strong ဖြစ်တယ်နေမီရဲ့ချက်လေးရှိတာဟမ်သူကအဲ့လိုဖြတ်ထိုးညံလဲကောင်းတယ်ဖြတ်ထိုးညံလဲကောင်းတယ်ဆိုတော့လူတယောက်ကိုအဲ့လိုစလိုက်မယ်ပါညာဆိုသူကခေါင်းထဲကနေထွက်တယ်တော်ပါတယ်အကုန်လုံးအခုဒီတစ်ခေါက်ဒီဆယ်လီဆိုင်ရိုးကြီးကအကုန်လုံးလူတော်တွေပဲတော်တော်ရှင်ပြိုင်လိုက်ရတယ်အရန်ကိုရှင်ပြိုင်လိုက်ရတယ်ပေါ့နော်အရန်ကိုအဲ့လိုတကယ်တော်တယ်အခုခက်လူငယ်ရလည်းအရန်တော်တယ်အရန်ကိုမြန်ပြီးတော့လေအရန်ကိုတွက်ပြီးတော့အရန်ကိုတော်ကြတယ်အကုန်လုံးတော်ကြပါတယ်ဟိုကျွန်တော်တရားပွဲမတော်တာပြောမှချိဖို့ကောင်းတဲ့ချက်လေးပြောဟမ်ကောင်းပါတယ်သူ့ကိုကျွန်တော်ပြောတယ်နေရတော့ဒီရုပ်လေးကဲနေလို့နေဒီရုပ်တာမကဲရင်တော့တော်တော်ဆုံးပါအဲ့လိုပြောပါနော်သူဒါပေမဲ့သူ့ရုပ်နဲ့သူ့ပုံစံလေးနဲ့ကတော့သူ့ကသူလိုက်နေရပါတော့ချစ်စရာကောင်းတယ်ဘယ်တော့မှလည်းအမှုတွေပါဘူးသွားတယ်ဟိုခနေ့ကလေးအဲ့လိုဟိုဗလဲတဲ့အဲ့လိုပထန်းချောင်းမှာပေါ့နော်ဟုတ်သွားပါပြီဟုတ်ရအောင်ဘယ်လိုပါသွားချင်လို့လဲပါဟာကျွန်တော်စားလာလားဟုတ်တယ်ပတ်စံကောက်တာသူမနေ့က9000လား8000လားမသိဘူးရတယ်
ကောက်တဲ့ဥစ္စာလေးဒီလိုဆက်ကျဲတဲ့ဥစ္စာဘယ်လိုကောက်လဲဆိုတာမေးဘူးလား မေးတော့မမေးဘူးနေ့က तू အဲ့လိုပတ်စံကောင်းရင်းနဲ့တော့ဒဏ်ရာနဲ့ရသွားပြီးတော့ तू အကုန်လုံးဝိုင်းပြီးကြတာလေသူ့ပေါ်ကနေပြီးတော့ဟုတ်တယ်ဗလာကြီးတွေလည်းအများကြီးပါတယ်အဲ့လိုရံပွဲတွေလည်းအများကြီးပါတယ်ဘောရံပွဲတွေဘယ်လိုဆောင်လဲဟမ်ကျွန်တော်ဟိုပါပေါ့နော်ပွဲကြည့်ပြိတ္တပေါ့ဖြာခင်းပြီးတော့ကြည့်နေဟုတ်တယ်ဒီမနေ့ကလည်းအရန်ကျွမ်းတာသူတို့ကအဲ့လို guest အနေနဲ့လည်းလာသေးအောင်အဲ့တော့အရန်ကျွမ်းတော့အဲ့လိုကပေးပေါ့ကျွန်တော်မကတတ်ဘူးပြောလဲသူကအဲ့လိုကတာလေးတင်ပေးတယ်ပေါ့နော်တေးချလေးထူးအောင်နဲ့ကျွန်တော်လည်း2ယောက်အောင်ဖလာကြီးနဲ့ကတယ်ဒီထွက်လာရင်ကြည့်လိုက်ပါအကုန်လုံးသိလိုက်မယ်တော်တော်ကြီးရှိတာပေါ့အကြီးကျယ်ပဲဟမ်ဒါထွက်လာရင်ကြည့်လိုက်အကြီးကျယ်ဖြစ်ကြတဲ့ဟာတွေအဲ့လိုရှိတယ်ကျွန်တော်လည်းကတော့မဖြစ်ပါဘူးကျွန်တော် fish အားလုံးနဲ့ fish ဒီစိတ်လေးကမျက်နှာတောင်းပေါ်လာတဲ့တော်ကြီးကြောင်း ဟုတ်တယ်အဲ့ဒါလည်းထူးဆန်းတယ်ဗျာကျွန်တော်ရုပ်ကြည့်ပါဦးဘာဖမှမပေါ့နော်ချောနေရအဲ့ဟိုဟာလေအဲ့တော့ကျတော့ဘယ်လိုပြောမလဲဆိုတော့ဟိုဟာလေဈေးတွေကအပြိုင်ဆိုင်ရောင်းထားကြရတာလို့အရန်အဲ့လိုချွေးတန်နေနဲ့အကုန်လုံးကလေအဲ့လိုဂိမ်းနဲ့ကစားနေတာဆိုတော့လူတွေအများကြီးကြားထဲမှာအဲ့လိုအရန်ပင်ပန်းနေပြီအဲ့လိုမျိုးအရန်လဲဟိုဟာဖြစ်နေပြီပေါ့နော်အရန်လဲပင်ပန်းအရန်လဲနေဒီလောင်ဟိဘူးထဲမှာဖြစ်နေတဲ့အချိန်မှာအဲ့လိုပုံရိုက်တာဆိုတော့အကုန်လုံးကအဲ့လိုဖီတွေဖြစ်နေကြတာပေါ့နော်အဲ့ရလေမ ပြန်ကြည့်ကြရောကိုမဟုတ်ရတာကိုကြည့်လိုက်ပြီ ချောပါတယ်အဲ့ဒါမှာကျွန်တော်ကတော့ကိုယ့်ကိုချောနေရပဲ ဆက်တွေးတာအားပေးနေတာ ဟုတ်ကဲ့ဘောနော်ကျွန်တော်ဒီဆယ်လီစိုက်ပျိုးရေးလေးထွက်လာရင်လည်းဒီအားပေးကြပါလို့ကျွန်တော်တို့တကယ်စိတ်ကောလူရောခန္ဓာကိုယ်ရောအကုန်လုံးနှစ်ပြီးတော့ပေါ့နော်ကျွန်တော်ပြိတ္တကိုဖျော်ပြဖို့အတွက်ကျွန်တော်အများကြီးကြိုးစားရပါတယ်လို့